ဒီနေ့မှာတော့ယွန်းကအရသာရှိတဲ့ကြက်ရှိတောင်မာလာလုံးလေးကိုပြပြပြီးတော့မှဖြစ်ပါတယ်။ကျမောက်ဆုံးကြက်ချီတောက်ကိုနှစ်ပိုင်းခုတ်တယ်ပေါ့နော်။အမအားမရှိတော့ခုတ်နေတဲ့ပုံလေးကြည့်ကြပါဦးရှင်။ကြက်ရှိတောက်ခဲတာတော့ပေါ့နော်ခွာရခတ်တယ်ပေါ့နော်။ကဲရွေးလှုပ်ရှားမယ်ဆိုရင်အိမ်မှာမလှုပ်ရှားခင်အပြင်မှာထုတ်ပြီးတော့ပေါ့နော်မခဲအောင်လုပ်ထားတဲ့နေရာခဲနေတော့ခွာရခတ်တယ်ပြီးတော့တိတ်တဲ့ခုတ်ဖို့အားမရှိတော့ခွာလည်းနည်းနည်းခတ်တယ်ပေါ့နော်ပြီးတော့ချစ်ချေတော့ကိုရေဆေးပါတယ်ရေကို2ခါ3ခါလောက်ပြောင်းဆေးပေါ့နော်။ရုံးကြဗီဒီယိုမှာကြောင့်အရင်ရှည်သွားမှာဆိုပြီးတော့တစ်ခေါက်ပဲပါပါတယ်။ပြီးရင်အဲ့ကြက်ရှိထောက်ရဲ့အလယ်မှာပေါ့နော်သူတို့လမ်းအရန်6လို့တက်နေတဲ့အသမားတွေကိုခွာထုတ်ပေးပါတယ်။မဟုတ်ရင်စားရတာနည်းနည်းတစ်မျိုးဖြစ်နေပေါ့မမဲကြီးဆိုတော့အမအဲ့တော့အကယ်၍အဲ့မဖယ်ချင်ဘူးဆိုရင်တော့လမ်းအရန်6တဲ့ကြက်ရှိထောက်ကိုဝယ်ပါဆိုရင်တော့ဖယ်ကြမလို့ပေါ့နော်စားတာပါပြီးရင်တော့ငရုတ်ကောင်းမုံနဲ့နေတယ်ပြီးရင်တော့တော့စားရဲ့အင်းချုံမုံရဲ့အသားမုံရဲ့ထည့်တယ်ပြီးတော့ချက်သွန်ဖြူနဲ့ဂျင်းကိုလည်းဒါကြရိုက်ပြီးထည့်တယ်ပေါ့နော်မကျတွန်ပြရမ်းကြတော့ဆိုပြီးပြန်ထည့်ပါတယ်အမဒီမှာအရင်အမြင့်နဲ့လို့ခုံပြီးတော့ဖိပါတယ်ယူစလိုက်တာခုပြန်ကြည့်တာပြီးတော့ချက်သားကို9မိနစ်လောက်နဲ့ထားရပေါ့အဲ့ဒါတော့ချက်သားတုံရင်ထည့်ဖို့ညုတ်တီးနဲ့ချက်သွင်းဖြူကိုလော်ပြီးတော့ထောင်းထားတာပါပြီးရင်ချက်သားကိုပြုတ်ပါတယ်ပြုတ်နေတော့ရင်ထလာတဲ့အရေးလေးကိုပေါ့နော်စတုပ်ပါတယ်ပြုတ်လို့ရသွားပြီးရင်ရေခဏစစ်ထားပါတယ်ရေစစ်ပြီးရင်စားတုပ်လို့ရပါပြီဒီမှာလုံးချက်ရှိတာကိုထည့်တယ်ပေါ့နော်ချက်ရှိတာကိုထည့်ပြီးရင်ဒီဟော့တော့မုတ်အဲ့ဒါကိုတလောက်ထည့်တယ်ထည့်ပြီးရင်မာလာအနစ်ထည့်တယ်ပေါ့နော်မာလာနဲ့ထည့်တယ်အမကိုအဲ့လေလို့တလောက်ပဲပေါ့နော်အရင်များတော့အရင်ဆက်လို့မစားနိုင်ပါဘူးပြီးရင်ခယူစီထည့်ပါတယ်အမခယူစီအဖုံးမဖွင့်နိုင်လို့တငယ်ချင်းဖွင့်ပေးပါတယ်ခယူစီနည်းနည်းထည့်ပါတယ်နည်းနည်းထည့်တယ်ပြီးတော့စနေပါပြီနေရင်နဲ့အမငရုတ်တီးနဲ့ချက်သွန်ဖြူလော်ထားတဲ့ဟာမိကြံခဲလို့ပြန်ထည့်ပြီးတော့နေပါတယ်နေပါတယ်ရှင်မပြန်နေပါပြီအမဟောတော့မုံနေလို့ဆိုပြီးတော့မှထည့်ပါတယ်ရသွားပါပြီစကြပါအောင်ရှင်ဆုံးဖြတ်ကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲတတ်တာ